မင်္ဂလာပါ TVO at version 3.3 မှာပြောင်းလဲသွားတဲ့ကနန်းရှာဖွေတဲ့ပုံစံလေးတွေကိုကျွန်တော်အခုဗီဒီယိုမှာကျွန်တော် sharing လုပ်ပေးသွားပါမယ်ဆိုတော့အခုဗီဒီယိုကဒီပြောင်းလဲသွားတဲ့ကနန်းရှာဖွေပုံစံကိုဦးတည်ပြီးတော့ကျွန်တော်ပြောပြပေးရမယ်ရှင်းပြပေးရမယ်ဆိုတော့ကနန်းရှာတဲ့နဲ့ပတ်သက်ပြီးတော့မှအရင် version နဲ့လုံးဝမတူတော့ဘူးအရင်အဲ့ဒီမတူတဲ့အတွက်ကြောင့်ကျေးဇူးပြုပြီးတော့မှဒီအဆုံးထိကြည့်ပေးပါကျွန်တော်လည်းပဲဖြည်းဖြည်းလေးနဲ့ကျွန်တော်တတိချာရှင်းပြပေးမယ်ဆိုတော့ Miss Zero ဒီတစ်ခေါက်ကြည့်ပြီးတော့ရင်တော့နောက်ပိုင်းကျရင်ထပ်ကြည့်ဆရာမလို့တော့အောင်ကျွန်တော်တစ်ခါလေးရှင်းပြပေးပါမယ်ပြီးတော့ဗီဒီယိုလေးရှင်းပါမယ် Okay ဆိုတော့ကျွန်တော်တို့ကဒီဗီဒီယိုထုတ်တဲ့စိတ်မှာကျွန်တော်မသွားတော့ဘူးကျွန်တော်အခုဒီဆွဲထားပြီးသား project ကိုပဲကျွန်တော်ပြန်ပြီးတော့မှကြော်ညာလေးကမပြင်ရသေးတဲ့အတွက်ကြော်ညာတက်နေတာဖြစ်ပါတယ်ဆိုတော့အခုတော့ပြီးသွားပါပြီဆိုတော့ကျွန်တော်ကဆွဲထားပြီးသား project ကိုပဲကျွန်တော်ဖွင့်လိုက်ပါမယ်ကျွန်တော်အတစ် planner မထုတ်တော့ဘူး okay ဒါဆိုရင်ကျွန်တော်ကဒီအခုဆွဲရတဲ့ဥစ္စာတွေကိုကျွန်တော်ဒါလေးကိုအကုန် clear လုပ်ပါမယ် clear all shade လုပ်ပါမယ်ဒါဆိုဘာမှမရှိတော့ဘူးเนาะဆိုတော့ကျွန်တော်တို့ကလက်ရှိ planner ကနားမရှာခင်မှာထုတ်တဲ့ calendar ခုနှစ်ကိုတစ်ချက်အရင်ကြည့်ရပါမယ်အဲ့တော့ calendar က2020နဲ့2029အတွင်းပေါ့နော်ဒါထုတ်ထားတယ်ပြီးတော့မှတစ်ချိန်ကနေ2020 sorry တစ်ချိန်ကနေအချိန်20တိကိုထုတ်ထားတယ်ဆိုတော့ဒီနေ့မှာတစ်ချက်သတိပြုရမှာကဒီကွန်ဘိုနဲ့ကနန်းရှာတဲ့အခါမှာ2026ခုနှစ်တစ်ခုတည်းပဲရှာတယ်ဆိုပေမဲ့ကျွန်တော်တို့ကကလင်နာထုတ်လို့ရှိရင်2024ကို25လို့ကိုမဖြစ်နေပါအောင်ထုတ်ပေးဖို့လိုအပ်တယ်။ဘာကြောင့်လဲဆိုတော့ဥပမာကျွန်တော်တို့ကဒီ2026ခုနှစ်တစ်နှစ်တည်းပဲကွာထုတ်ပြီးတော့မှဒီတစ်နှစ်တည်းအတွက်ကိုတော့ကနန်းဆိုင်ဆွဲခါမှာတော့ဘေးခုနှစ်ကချိတ်ပေါင်းထားခဲ့မယ်ဆိုရင်ကျွန်တော်က2020ခုနှစ်ကမထုတ်ထားဘူးဆိုတော့ဆွဲပေးလို့မရဘူးဆွဲပေးခဲ့ရတောင်မှမမှန်ဘူးပေါ့နော်အချက်လက်ကဒါကြောင့်ကျွန်တော်တို့ကဒီ TPV app နဲ့ connection ရှာမယ်ဆိုရင်အရေးကြီးဆုံးက calendar ထုတ်ရမှာစအရင် queue ဆိုင်ဖို့လိုအပ်တယ်အဲ့ဒါအရေးကြီးဆုံးဖြစ်တယ်ဆိုတော့ last cycle ကကျွန်တော်က2020ကနေ2019ထုတ်ထားတယ်ပြီးတော့တစ်ချိန်ကအချိန်20ထုတ်ထားတယ်တို့မဲ့ကျွန်တော်တို့ရှာမှာကဒီအနေကလာပဲကျွန်တော်ရှာပါမယ်Okay အဲ့ဒါကျွန်တော်ကဒီ search ကိုနှိပ်ပါမယ်အဲ့ဒါကျွန်တော်ကမနစ်ခင်မှာကျွန်တော်ရှာမှာကပေါ့ရှာမှာလဲဆိုတော့ဒီ1ရယ်142ပေါ့နော်တစ်လေးနှစ်ကိုကျွန်တော်ရှာမယ်ဆိုတော့ကျွန်တော်ကတစ်လေးနှစ်ကိုရှာမှာဆိုတော့ဒီလေးကက်စီဖြစ်မှာပေါ့နော်ဒီအခုတမဲပင်နေဆိုရင်အခုတမဲပင်နေဆိုရင်လေးကက်စီဖြစ်မယ်ဒါဆိုကျွန်တော်ကတစ်လေးနှစ်ကိုပဲကျွန်တော်ရှာမယ်ပေါ့နော် Okay အဲ့ဒါကျွန်တော် search ကိုတစ်ချက်အရင်နှိပ်လိုက်မယ်နော်အဲဒီမှာကြော်ညာလေးတစ်ချက်တက်နေတယ်ဒါလေးကိုခဏလေးတော့တီးခတ်ပေးပါကျွန်တော်မပြရသေးလို့ပါဆိုတော့ကျွန်တော်တို့ကကြော်ညာကိုကျွန်တော်ကြော်လိုက်ပြီပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီ search icon ကိုနှိပ်တဲ့အခါမှာဒီ pattern explorer ဆိုတဲ့စာမျက်နှာရောက်လာမယ်အဲ့တော့ဒီနေရာမှာကွဲပြားသွားတယ်ဆိုတော့အရင် version နဲ့ဒီမှာအရင် version မှာက model 1နဲ့ model 2ပေါ့နော်အဲ့ဒါကိုလည်းကျွန်တော်ဒီ YouTube မှာဒီ TVO app version 3.3 နဲ့ပတ်သက်ပြီးတော့မှကျွန်တော်ရှင်းခဲ့ပြီးပြီYouTube မှာတော့ကြည့်လို့ရတယ်တခြားပေါ့နော်ဒီ TVO and 3 YouTube channel မှာတင်ထားခဲ့ပြီးပြီး Telegram မှာလည်းကျွန်တော်တင်ပြီးပြီပေါ့နော်ဆိုတော့ဒီနေရာမှာကဒီ search model မှာကတော့ Petra Lite model ရယ် Mi Petra Pro model ရယ် Pin Petra Ultra model ရယ်ပေါ့၃ခုရှိမှာပေါ့နော်အဲ့တော့လက်ရှိကကျွန်တော်တို့ကဒီbasic user အခမဲ့အသုံးပြုလို့ရတဲ့ model ကတော့ Petra Lite model ကအခမဲ့အသုံးပြုလို့ရတယ်အဲကျွန်တော်ရဲ့ account က Petra Pro model ဖြစ်တဲ့အတွက် Petra Pro model ကလက်ရှိအသုံးပြုလို့ရနေတာပေါ့နော်သို့ပေမဲ့ဒီနေရာမှာကကျွန်တော်၄ချိန်အခမဲ့အသုံးပြုခွင့်ပေးရတာပေါ့နော်12 13sorry 17 12 13 14
ကျွန်တော်၄ချိန်ကဒီ15ချိန်ထိပါပဲ15 14 13 12အဲ့တော့12ချိန်ကနေ15ချိန်ထိကိုကျွန်တော်ကမိတ်ဆွေကိုကျွန်တော်ဟို free ပေါ့နော်အားလုံးကိုပဲသုံးဆရာမလို့ပဲနဲ့အခကြေးငွေပေးဆရာမလို့ပဲနဲ့ free ပေးသုံးထားတာပေါ့နော်အဲ့တော့လက်ရှိကဒီအရင်တော့ဒီ model တွေအနေနဲ့မထွက်လာသေးဘူးပေါ့ဒီရိုးရိုးရှာပြမှုပုံစံလောက်ပဲရှိတာပေါ့နော်အခုကဟို model နဲ့ထပ်ခွဲလိုက်တယ်အဲ့ model တွေကလည်းဒီ light model နဲ့ pro model ဆိုရင် pro model ဒီ light model နဲ့ပိုမြင့်တာပေါ့နော်ရှာဝေးတဲ့အခါမှာတောက်ပို့ပြီးတော့မှပိုများတယ်ပို့ပြီးတော့သူတွေ့နိုင်တယ်ပို့ပြီးပို့ကောင်းတာပေါ့နော်အဲ့တော့ဒီ ultra model ကြတော့sorry ကျွန်တော်နှိပ်ပြီးတော့ရတယ်နော် ultra model ကြတော့ pro model နဲ့ပိုများရတယ်ပို့ပြီးအသေးစိတ်ကြရတယ်ရှာဝေးမှုပိုကောင်းတော့ဒီ ultra model မှာဒီ combo 4ကိုတော့ရှာလို့ရတယ်ပေါ့နော်အဲ့တော့ Patra light model လည်းပဲ combo 1 1 combo 2 combo 3 combo ရှာလို့ရတယ်ဒါပေမဲ့ Patra Pro model က Patra Pro model ဒီ level 1 2 3ဒီ combo ကိုအားလုံးရှာလို့ရပါမယ်သူက model မတူတဲ့အတွက်ရှာပွေတဲ့နေရာမှာပို့ပြီးတော့အသေးစိတ်ကြောက်ရတာပါ Patra light model တဲ့Okay အဲ့တော့လောလောဆယ်ကဒီ Patra Pro model ကကျွန်တော်ကဒီမိတ်ဆွေတို့လာမဲ့15ချိန်အထိ free သုံးလို့ရအောင်မယ်free သုံးလို့ရတယ်15ချိန်ပြီးတော့ရင်တော့မိတ်ဆွေတို့ဝယ်သုံးဖို့ပဲဆေးပြီးတော့မယ် Okay အဲ့တော့ကျွန်တော်တို့ကပထမဆုံးအနေနဲ့ကဒီ Patra light model ကိုပဲကျွန်တော်အဲ့ရှာပြမယ်ပြီးမှပဲ Pro နဲ့ဘယ်လိုကွာလဲဆိုတာကျွန်တော်ဆက်ပြီးတော့ရှင်းပြပေးမယ်ဒါဆိုရင်ဒီမှာတစ်ချက်ကကျွန်တော်ဒီ model ရွေးပြီးတော့ရင်ဒီ combo တွေကိုမဖြစ်မတောင်းကိုတောင်းပေးရမယ် Okay ဒါကျွန်တော်တောင်းပြီးတော့ရင်Okay ခဏလေးနော်ခဏဆောင်ပြီနော်အဲ့တော့တချို့တော့မိတ်ဆွေတွေမှာ down ခက်တာပြဿနာ down လည်းမရအောင်ပြောနေတယ်အဲ့တော့ဒီနေရာမှာ VPN လေးတစ်ချက်တော့ဖွင့်ပြီနော်အဲ့တော့ဒီနေရာမှာ down ပဲနဲ့download မဆွဲပဲနဲ့ပေါ့နော်ဒီ combo data ကို download မဆွဲပဲနဲ့ကျွန်တော်ကဒီ combo search ကိုနှိပ်လို့ရတယ်တဲ့ဒါကကျွန်တော်ဘက်ကဟိုချွေးချက်ဖြစ်သွားတာအမှန်ကိုမိုအချက်လက်တွေကိုဒီလိုမဒေါင်းပဲနဲ့ဒီကိုမိုကိုနှိမ့်လို့မရအောင်ကျွန်တော်ကဒါဟိုလောက်ထားရမှာပေါ့နော်အဲ့တော့အခုလက်ရှိကျွန်တော်ရဲ့ဒီဘောနော်new feed မှာပေါ့မာတက်လာလဲဆိုတော့ဒီ download ဟိုဘောနော်canal ဒီ combo search ကိုနှိပ်ပြီးတော့မှရှာတဲ့ခါမှာအရန်ကြာနေတယ်ပုံမှန်ဖြစ်ကစက္ကန့်ပိုင်းအတွင်းလောက်ပဲအဲ့ဒီnew feed မှာပေါ့ဒီတော်တော်များများတော့မိတ်ဆွေတွေကလာမေးကြတာလားလဲဆိုတော့ကနန်းရှာလို့မရဘူးအရန်ကြာနေရပါတော့နော်ပုံမှန်အဖြစ်ကဒီစက္ကန့်ပိုင်းအတွင်းပေါ့နော်10မိနစ်မကျော်ဘူးကွာပုံမှန် model လောက်ကတော့10မိနစ်မကျော်ပဲနဲ့သူကစက္ကန့်400လောက်သွားတဲ့ခါကျတော့10မိနစ်ကျော်သွားတာပေါ့9မိနစ်လောက်သွားနေတာပေါ့လေဆိုတော့9မိနစ်လောက်တောင်မှမပြီးရှာဖွေတဲ့ process ကမပြီးတဲ့ခါကျတော့အဲ့တော့ပြဿနာပါလဲဆိုတော့သွားပြီးတော့ဘာကတွေ့ရတယ်ဆိုတော့ဒီနေရာမှာခုနလိုမျိုးပေါ့နော် download ခလုတ်လေးပေါ်နေရကွာအဲ့ဒီဟာလေး download မလုပ်ထားတဲ့ခါကျတော့ရှာလို့မရအောင်သူကအဖြစ်မရှိဘူးပေါ့အဖြစ်မရှိတာကိုသွားပြီးတော့မှသွားရှာနေတာအဲ့တော့ဘလို့မှရှာလို့မပြီးတော့ဘူးပေါ့နော်အဲ့တော့အရင်ပြောချင်တာကဘာလဲဆိုတော့ဒီ1 combo 2 combo 3 combo တွေကိုမဖြစ်မနေ down ပေးပါပေါ့နော်တောင်းပေးပါပြီးမှပဲရှာပေးပါပေါ့နော်โอเคအဲ့တော့ကျွန်တော်တို့ကခုနကရှာမှာကနှစ်တစ်လေးနော်โอเคကျွန်တော်ရှာမှာကခဏလေးကြာရှစ်ပြန်ကြည့်လိုက်အောင်မယ်နော်ဆဲရနှစ်တစ်လေးမဟုတ်ပါဘူးတစ်လေးနှစ်ပါနော်တစ်ရလေးရနေရနော်โอเคတစ်လေးနှစ်ပါနော်ဆိုတော့ကျွန်တော်ရှာမှာကတစ်လေးနဲ့ဒါဆိုကျွန်တော်အဲ့တစ်လေးနဲ့ကိုကျွန်တော်ဒီမှာရှာမှာကရှာတဲ့ model မှာထားမယ်နော် Patra light model ရွေးရယ်ပြီးတော့မှ combo ကို1 combo 2 combo 3 combo 3ခုရွေးရယ်ပြီးတော့မှရှာမှာကကျွန်တော် normal ရော power ရော horizontal လို့ခေါ်တဲ့ net cut ကိုရောကျွန်တော်ရွေးတယ်နော် Okay ပြီးတော့ကျွန်တော်ရှာမှာက2025အဲ့ဒါဒီမှာတစ်နှစ်ပဲရွေးလို့ရတယ်နော်ဒီစက်လေးလိုက်2026ပဲရွေးလိုက်ရတယ်အဲ့ဒါကျွန်တော်အဲ့ဒါလေးပြင်ပေးထားတယ်ကျွန်တော်က2025နဲ့2026နှစ်ကိုရွေးမယ်ပြီး apply လုပ်မယ်အချိန်ဝေရောက်ကျွန်တော်ကဒီ9ချိန်ကနေ15ချိန်တော့ကျွန်တော်ဆက်ချိန်ရွေးထားလိုက်မယ်ပေါ့နော်sorry 17ချိန်တော့17ချိန်ရွေးထားလိုက်မယ်ပြီး apply လုပ်မယ်ပြီး combo search ကိုကျွန်တော်နှိပ်တော့မယ်နော် okay အဲ့ဒီမှာ
ကျွန်တော်ရှာမှာက1 combo 2 combo 3 combo ရှာတယ် model ဒီ patrol model ရွေးတယ် search mode က normal power horoscope ကိုရွေးတယ် date range က2025 2026 time range ကcurrent year 5နဲ့ current year 15ပေါ့နော် okay ပြီးတော့ဒါဆိုတော့ search ကိုနှိပ်တော့မယ် okay တော့အဖြေတွေ့ရ listen ခုတွေ့ရတယ်နော် drop တာနှိပ်လိုက်မယ် okay ဒီနေရာမှာမိတ်ဆွေတို့များတွက်တနာကပါလဲဆိုတော့နော် drop တာနှိပ်တဲ့အခါမှာအရင် version တွေရောကဒီ icon မှာနော်ဒီ icon လောက်ပြီးတော့မှမျက်လုံးအဖွင့်ပိတ်လောက်တာဒီမှာ1 combo မှာနှစ်ခုတွေ့ရအဲ့ဒီမှာမျက်လုံးအဖွင့်ပိတ်မှာပါတဲ့အခါကျတော့လက်ရှိ 3.3 ကမကောင်းဘူးအရင် version လောက်မကောင်းဘူးအဆင်မပြေဘူးပေါ့နော်အဲ့ဒါအဆင်မပြေတာမဟုတ်ဘူးဒီကျွန်တော်တို့ဒီ program နဲ့ရှာထားတဲ့ဘောနော်ဒီ TV software ကိုအသုံးပြုပြီးတော့မှရှာထားတဲ့ဒီ site မှန်သမျှကိုဒီမှာကျတော့ for show သဘောလာပဲပြပေးတာတကယ်ဒီမျက်လုံးအဖွင့်ပိတ်ကလောက်ဆရာမလို့အပ်တော့ဘူးပေါ့နော်အဲ့တော့ဒီမျက်လုံးအဖွင့်ပိတ်ကဘယ်ချိန်မှလောက်ရမှာလဲဆိုတော့မိတ်ဆွေတို့ပါတာမိတ်ဆွေတို့ကိုယ်တိုင်ဆွဲနေမှာအဒီနေမှာလာပေါ် my pattern ဆိုတဲ့နေမှာလာပေါ်ပေးမှာပေါ့ဒါဆိုရင်ဘယ်နေရာမှာလောက်ရမှာလဲဆိုတော့ကျွန်တော်တို့ကအခုဒီ site တွေအားလုံးကိုကျွန်တော်ကရှုပ်ပေါ်အနေမြင်နေရတာပေါ့နော်အဲ့တော့ဒီနားမှာဗျာဒီ site ရဲ့ data မှာဒီတစ်ခုလေးတူရှားပေါ်လာဒိတ်ထားမိလားမသိဘူးဒါလေးကမရှိဘူးเนาะအဲ့တော့ဒီ search အကုန်လုံးရှာပြီးတော့မှဒါလေးပေါ်လာတယ်ဒါဘာလို့လဲဆိုတော့ဒီရှာပေးတဲ့ site ကိုပြန်ပြီးတော့မှခွဲထုတ်တာ filter လုပ်တာပေါ့เนาะအဲ့တော့တစ်ချက်နှိပ်လိုက်မယ် okay ဒါပေါ်လာပြီเนาะအဲ့ဒါလေးရှင်းနေတယ်မယ်ဒါဆိုရင်ဒီဘက်ခါလေးရောက်သွားလိမ့်မယ် okay အဲ့တော့ကျွန်တော်ဒီမှာဒီအပေါ်မှာကပါလဲဆိုတော့ filter all pattern ပေါ့เนาะ all digit ပေါ့เนาะအဲ့တော့ဒီမှာကကျွန်တော်တို့ကဘာလေးတွေ့ရလဲဆိုတော့ဒါဆိုရင်တော့1 combo မှာ2ခုတွေ့တယ်နော်2 combo မှာ73ခုတွေ့တယ်3 combo မှာ29ခုတွေ့တယ်တဲ့နော်အဲ့တော့အဲ့ဒီနေရာမှာကလောလောဆယ်ကဒါ digit filter အဲ့တော့ digit ကို filter လုပ်ပေးတယ်ဆိုတာကလောလောဆယ်ကသူကဘာလုပ်တာလဲဆိုတော့ဒီ2 digit တို့တဲ့စုစုပေါင်း42ခုပေါ့နော်ကျွန်တော်တို့ကဒီတစ်လေးနှစ်ကိုကျွန်တော်ရှာထားတာကိုတစ်လေးနှစ်ရှာထားတာဖြစ်တဲ့အတွက်အဲ့တော့သူကတစ်လေးနှစ်ရှာတဲ့အခါကျတော့ဒီဘယ်လိုပြောမလို့နှစ်နဲ့ဆုံးသွားတဲ့ကဏ္ဍကိုဒီမှာသူကထုတ်ပေးတာပေါ့နော်အဲ့နှစ်နဲ့ဆုံးတဲ့ကဏ္ဍနှစ်နဲ့ဆုံးတဲ့ကဏ္ဍကိုကျွန်တော်ရှာတာကဒီတစ်လေးနှစ်ကိုရှာတာအဲ့ဒီနှစ်နဲ့ဆုံးသွားတဲ့ကဏ္ဍကဒီမှာလာပြီးဟာဖြစ်တာပေါ့နော်ဒီမှာလာဖော်ပြပေးနေတယ်အဲ့တော့ဒါကရှာတဲ့ model ဒီ petrol light model ပဲကျွန်တော်ရှာခဲ့တာအဲ့တော့ကျွန်တော်တစ်ချက်ကြည့်ကြည့်အောင်အဲ့တော့ဒီမှာဆိုရင်တစ်လေးနှစ်ကိုကျွန်တော်တွေ့တယ်ပြီးတော့မှအဲ့တစ်လေးနှစ်ဒီကျွန်တော်ကဒါဆိုရင်ဒီ set ကိုကျွန်တော်သဘောကျဆိုပါတော့ဒါဆိုရင်6 9ခွန်နောက်ပေါင်း6နောက်ပေါင်း9နောက်ပေါင်းခွန်ဒါဆိုရင်ဒါ power site ဒါဆိုရင်ဒီ set ကိုသဘောကျကျွန်တော်ဒါ shift လုပ်လိုက်မယ်เนาะ shift လုပ်လိုက်မယ်ဆိုရင် shift နဲ့ကိုဒီနေရာမှာ my pattern ဆိုတော့ဒါလေးပေါ်လာပြီဒီနေရာမှာဒါလေးပေါ်လာပြီเนาะ okay အဲ့ရောနောက်တစ်ချက်ကဒီမှာနောက်တစ်ချက်ကပါလဲဆိုတော့ဒီပေးလိုက်တယ်ဆိုတာကကျွန်တော်တို့ကဒီနောက်စာမျက်နှာတွားတဲ့အချိန်မှာတခါလေပေါ်နေအောင်ပေါ့နော်ဘယ်စာမျက်နှာပဲတော့တက်သွားပေါ်နေအောင်အဲ့တော့ပင်းဒါလေးပင်းတစ်ချက်လောက်ထားလိုက်မယ်နော်အဲ့တော့ဒီစာမျက်ဒီကောင်မှပျောက်တော့ဘူးနော်အဲ့တော့ကျွန်တော်ကလောက်ဆယ်ဒီကောင်ကိုကျွန်တော်ကဒီကမိန်မဟုတ်ကျွန်တော်ရဲ့မူလတန်ဖိုးရှာတဲ့ကဏ္ဍကဒီတစ်လေးနဲ့ရဲ့အဖြေပဲအဲ့ဒီကောင်ကိုကျွန်တော်စစ်လုပ်မယ်ပြီးတော့မှတင်းလောက်ထားလိုက်မယ်ဒါဆိုရင်ကျွန်တော်တို့ကရှာလိုက်တဲ့မူလတန်ဖိုးဒီတစ်လေးနဲ့ကိုရှာလိုက်တဲ့ဒီတစ်လေးနဲ့ဒီရတဲ့နေရာမှာကိုကျွန်တော်တို့ကအမြဲရတဲ့စာမျက်နှာတိုင်းမှာဒီမှာစုစုပေါင်း42ခုရှိတယ်အဲ့42ခုတည်းမှာ2ခုမြောက်ပေါ့နော်ဒီဆက်သွားမယ်โอเคဟိုကပေါ်မှာနော်ဒါကိုကျွန်တော်ဒါမကြိုက်ဘူးကျွန်တော်ကမယူဘောနော်ဟောမျက်လုံးအပင်းအသိလောက်ဆရာမလို့ကိုကဒီက site ကိုကြည့်ပြီးတော့မှဒါဒီ site လေးကကောင်းတယ်ဒါဆိုရင်ဒီ site လေးသဘောကျစစ်ထားလိုက်မယ်အဲ့လိုပဲလုပ်ရတယ်ဘာမှလုပ်ဆရာမလို့တော့ပြီးရင်နောက်ကိုဆက်တာမယ်โอเคဒါလေးကဘာလဲဆိုတော့သူက brain နဲ့6နဲ့ brain နဲ့ထိနေပေါင်းတော့6ပါကိုတစ်ပေါ့နော်အဲ့ဒါတို့လည်းစစ်ထားလိုက်မယ်ပြီးရင်ဒီဘက်ဆက်သွားမယ်ဒါက brain နဲ့ခါနဲ့ပေါင်းတာထိတ်စီနော်ဒါလည်းစစ်ထားလိုက်မယ်โอเคဒီမှာခါနဲ့ထိနေပေါင်းတာဒါလည်းစစ်ထားလိုက်မယ်
Okay အဲ့တော့အဓိကကျွန်တော်အကုန်လုံးလို့ကျွန်တော်မပြတော့ဘူး49ကိုကျွန်တော်မပြတော့ဘူးမလို့အပ်ပဲနေဗီဒီယိုရှေ့တော့လိမ့်မယ်ဆိုလိုတာကဘာလဲဆိုတော့ဒီကိုကဒီကတော့အချာချင်းကြည့်လိုက်မယ်ဒါလည်းမဆိုးဒါဆိုစစ်လက်မယ်ဆိုတော့ကဒီ site ကိုဒီ function ကိုတပည့်ကြရတယ်တဘောကြတဲ့ဒီ site ကိုကျွန်တော်တို့ကဟိုမှတ်ထားမယ်ဆိုတဲ့ပုံစံအဲ့တော့ my button ထဲမှာဒါလည်းအကုန်ရှိနေမယ်နော်အဲ့တော့ဒီမှာအကုန်ရှိနေမယ်ဒါဆိုရင်ကျွန်တော်ကအကုန်ရှိနေမယ်အဲ့တော့ဒီနေရာမှာခုနကနစ်နဲ့ဟောဖြစ်တဲ့ဒီနစ်မှာနစ်နဲ့ပတ်သက်တဲ့ဟာပေါ့နော်နစ်နဲ့ဆုံးတဲ့ဟာက6ခုရှိတယ်လို့ပြောရှင်းတာပေါ့နော်အဲ့တော့ဒီနေရာမှာတစ်ချက်ကဆိုတော့ဒီနေရာမှာကကျွန်တော်တို့ကဥပမာပေါ့နော်တစ်ချက်လုပ်လို့ရတာပါရှိလဲဆိုတော့ဒီကာလာတွေကိုမချိုက်ဘူးဆိုရင်ဒါလို့နှိပ်လိုက်ဒါဆို automatic တို့ချိန်ပြီးတော့လည်းကာလာတွေကနော် automatic ပဲချိန်ပြီးတော့လည်းမယ် okay အဲ့တော့ဒီနေရာမှာတစ်ချက်ပါတော့ဒီ preview page မှာ preview ဆိုတာကကျွန်တော်တို့ကဒီရှာရတဲ့ site ကို preview ပုံစံနဲ့ကြည့်တာကြည့်ရမှာကိုသဘောကျရင်အဲ့ဒါလေးကို save လုပ်လိုက်ရမယ်နော် okay အဲ့ဒီမှာနောက်တစ်ချက်ကတစ်ခုလေးပြောရစရာရှိတယ်အဲ့ဒါပါလဲဆိုတော့ဒါလေးကိုကြည့်လိုက်နော်အဲ့တော့ကျွန်တော်တို့ကဒီလက်ရှိ software မှာတော့ရှာပေးတဲ့နေရာမှာကဒီပေါင်းလက်တန်ဖိုးဖြစ်တဲ့ဒီပေါင်းတဲ့အဖြေတွေဒီတကယ်ကိုလိုရတဲ့နေရာမှာပေါ့နော်ဒီလိုဆက်လက်လိုက်အဲ့တော့အကုန်လုံးတို့ဆက်လက်အကုန်လုံးတို့ကဆက်လက်မှတ်ထားပြရအဲ့တော့ကိုလိုနေမှာကရွှေ့ထားလို့ရတယ်နော်ကိုကဒီကောင်ကိုလည်းကိုလိုနေရာမှာ okay အဲ့တော့ရွှေ့ထားလို့ရတယ်ဒါလို့ဘာလို့ရွှေ့လို့မရတော့ဆိုတော့ဒါသူ့ရဲ့ preview page မဟုတ်ဘူးဒီတစ်လေးနဲ့ရဲ့ preview နေရာမဟုတ်ဘူးသူကပထမဆုံးဒီမူရတန်ဖိုးရှာတဲ့ဟိုဟာနှစ်မှာလားသုံးမှာလားမသိဘူးเนาะဒီနှစ်အဲ့မှာရအောင်ပဲရွှေ့လို့ရမှာเนาะ okay ဒါစင်ဒီကောင်တစ်ခုဒါလေးကိုဒီမှာလာထည့်လိုက်မယ်เนาะရွှေ့လို့ရတယ်okay ရွှေ့လို့ရတယ်okay site တွေကတော့ကိုကြားတဲ့ site တွေလည်းရှိမယ်မကြားတဲ့ site တွေလည်းရှိမယ် okay အဲ့ဒါလေးကိုတစ်ချက်လေးနဲ့ရွှေ့မယ်နော်အဲ့တော့ကိုကနည်းနည်းလေးကပ်ပြီးတော့ရွှေ့လိုက်ပါနော် okay ရပြီအော်ဒါကခုနကဒီနေရာမှာတော့ဟောပေါ်နေရနော်အမှန်အဲ့အကောင်ကသူကဒီ error ဖြစ်နေတာ error ဖြစ်နေဆိုတာကဒီ patrol မှာမပေါ်ဘူးအဲ့ဒါကဒီ patrol model ရဆိုင်အဲ့ဒါမပေါ်ရအောင်အခုကကျွန်တော်ကဒီပေါ်ဝါရှင်းဖြစ်နေတယ်ပြီးတော့မှလည်း patrol ရှာတဲ့ခါကျတော့ပေါ်လို့ဖြစ်နေတာဒါအခုမှဒါအမှန်အဲ့ခုနကမပေါ်ရအောင်နော်အဲ့ကျွန်တော်ရှင်းပြရနည်းနည်းဟောဖြစ်သွားတယ်အဲ့တော့ဒီနေရာမှာဒါလို့ပြီးတော့ကျွန်တော်ကထားလိုက်တော့ဒါလို့သဘောကျရဲဆိုရင်ကျွန်တော် save လုပ်လိုက်လို့ရတယ်အဲ့မှာကိုလိုတလို့ဟိုဘောနော်ကိုလိုတလို့ချိန်ထားပြီးတော့မှအဲ့တော့ဒီ line ကိုဒီကောင်အမှမရှစ်ပဲနဲ့ save လုပ်လိုက်တာတပုံလုံးအတွက် save လုပ်သွားတာအကဲမှာဒါလို့အမှရှစ်မယ်ဆိုရင်ဒီကိုလိုတလို့ cropping လေးလုပ်ပြီးတော့မှဒီ cropping အတိုင်းမှာဖြတ်သွားတာပေါ့နော်အဲ့တော့ကျွန်တော်ဒါလေးကိုထန်းဝင်နိုင်လိုက်မယ်ဒါဆိုရင်ဒီဆိုင်မျက်နှာရောက်ပြီဆိုရင်ဆိုရင်ခဏလေးနော်ကျွန်တော်လေးတက်လာလဲကျွန်တော်ဒါလေးခဏလေးရပ်ထားလိုက်မယ် okay ကျွန်တော်လေးပြီးသွားပြီပိတ်လိုက်ရမယ်ပထမပိုင်းပြီးတော့ဒုတိယပိုင်းပဲပြီးတယ် okay ပိတ်လိုက်ပြီဆိုတော့ဒီနေရာရောက်ရင်ဒါဆိုရင်ကိုကပုံမှန်ကိုတက်ရှင်တဲ့ပုံစံတွက်လို့ရပါပြီအဲ့တော့ဒါလေးကိုsorry ကျွန်တော်ကဒီ move to ဖြစ်နေတာဒါကိုကျွန်တော်ဘာလုပ်မှာလဲ select လုပ် copy ပွားနောက်တစ်ခုလုပ်မနော်ဒါ petrol line model မှာဒီလိုလေးလုပ်ရမယ် petrol line model မှာအဲ့ဒီခုတော့ဖြစ်တယ်အားနဲ့ချက်ပေါ့နော်အဲ့တော့ပြီးတော့မှဒီမှာဘာဖြစ်မှလဲပေါ့နော်ပြီးတော့ထုံနေတူပဲကျွန်တော်ဒီဘေးမှာဆိုရင်လည်းပဲဒါလေးကို copy လုပ်ပွားမယ်ပြီးတော့မှခဏလေးနော်ကျွန်တော်ဒါလေးအပေါ်နဲ့ရွှေ့မယ် okay နည်းနည်းလေးပြဿနာရှိနေတယ် okay ရပါပြီ okay ဒီလိုလေး live
လိုက်ပေါ်ပြီးတော့လိုက်ပေါင်းကြည့်ပေါ့ပြီးတော့ဒီမှာဘာဖြစ်မှလဲပေါ့နော်sorry မာဝါရေးဒါဖြစ်ရမယ်ကနက်အရင်တက်နေရမှာနော်တော့အဓိကမင်းရပါလဲဆိုတော့ကျွန်တော်တို့ခုနကတော့ဒီအဝရံပေါင်းတဲ့ပုံစံလေးကိုတခါတည်းဒီကောင်နဲ့ကတ်ထားလိုက်ရမှာနော်အဲ့ဒါမှအဆင်ပြေတယ်ဆိုတော့တော့ဘာလို့ရှင်းဘာဆိုလို့တာလဲဆိုတော့ဒီဘိတ်ကိုနဲ့ကိုခါနဲ့ပေါင်းတဲ့ဟာကိုရှစ်အရှင်းနဲ့ခက်ကိုတက်ဘရိရှင်းလေးနဲ့ပေါင်းတဲ့ကိုနင်းနဲ့ခက်ကိုလေးဘရိနင်းနဲ့ပေါင်းတဲ့လေးနဲ့ခက်ကိုနင်းအဲ့တော့ဒီကဘရိ9ရဲ့3နဲ့ပေါင်းတော့3နဲ့ခက်ခွန်ထိတ်အဲ့ဟာကိုတစ်ခုချင်းစီလိုက်ပေါင်းရတာနော်အဲ့ဒါကPetrol line model မှာပေါ့နော် Petrol line model မှာနော်ကျွန်တော်ဒါလေးကိုခဏလေးစစ်ထားလိုက်မယ်နော်ဒါလေးတော့ပြီးတော့မှupdate project လုပ်လိုက်မယ်နော်ပြီးရင်ကျွန်တော်အပြည့်ထွက်လိုက်မယ်ဒီမှာကြောင်ညာနေပြဿနာရှိရင်လည်းခဏဆောင်လိုက်မယ်နော် Okay ပြီးတော့ကျွန်တော်တို့ကဒီ project ဒီတစ်ခုကိုကျွန်တော်တစ်ချက်လေးသားပြီးလုပ်မယ်ဒီမှာကဒါလေးကိုဖြတ်လိုက်မယ်နော်Okay ဒီနေရာမှာကနန်းကခွန်314ပြီးတော့ရင်ဘာကနန်းလဲကျွန်တော်မသိတော့မမိတော့မေ့နေအဲ့တော့ကျွန်တော်ကဒါလေးကိုအတစ်ထုတ်ဆက်မလို့ကွာဒါလေးနှိပ်ပြီးတော့မှ modify table လုပ်လိုက်နော်ပြီးရင် update လုပ်လိုက်တခါလေးကိုလေးကိုငါနှစ်တည်းတခါလေးဝင်ပြီးတာနော်ဘာမှလုပ်ဆရာမလို့နော်အတစ်ထုတ်ဆရာမလို့အဲ့ဒါအကောင်းဆုံးပဲဆိုတော့ခုနကဆွဲရတဲ့ကောင်ကို clear မလုပ်လို့ပဲဒီလိုပေါ်နေရပါတော့။ Okay ဒီတစ်ခေါက်ကျရင်ကျွန်တော်တို့ကဒီ size ကိုပြန်နိုင်မယ်နော်။ခဏလေးနော်ကျွန်တော်တက်နေလို့ Okay ကျွန်တော်လေးပြီးသွားပြီဆိုတော့ကျွန်တော်တို့ကအခုနကရှာတာကဒီတစ်လေးနဲ့ကိုပဲရှာတာအဲ့တော့ဘာနဲ့ရှာလဲဆိုတော့ petrol line model နဲ့ရှာတယ်တွေ့ရဖြေက40ခုတွေ့ခဲ့တယ်နော်အဲ့တော့ဒီတစ်ခေါက်ကကျွန်တော် petrol line model မရှာဘဲနဲ့ petrol pro နဲ့ရှာမယ်အဲ့မှာလည်းပဲဒီ1 2 1 combo 2 combo 3 combo ထည့်ထားမယ်ကနန်းမပြောင်းပြီးတော့မှ date ရေရမပြောင်း time မပြောင်းအချိန်မပြောင်းပြီးတော့ combo search ကိုလိုက်မယ်နော် petrol line နဲ့ရှာတာ42ခုတွေ့တယ်ဒီကောင်ဘယ်နှခုတွေ့လဲကိုအချက်ကြည့်မယ်နော်အဲ့တော့အဲ့မှာတစ်ချက်ကြည့်လိုက်42ခုနဲ့1406ခုတွေ့တယ်အဲ့တော့ charge က 3.6 second အဲ့တော့3စက္ကန့်အတွင်းမှာ3စက္ကန့်4စက္ကန့်ပဲထားပါတော့4စက္ကန့်အတွင်းမှာ site ပေါင်း1406 site တွေ့တယ်ပေါ့နော်အဲ့တော့မိတ်ဆွေတို့စဉ်းစားကြည့်ပေါ့စက္ကန့်ပိုင်းအတွင်းမှာပြောနေတရက်အတွင်းမှာကိုရှာရင်တော့အဲ့လောက်ထိမတွေ့နိုင်ဘူးဗျာပြောရင်အဲ့တော့ကျွန်တော်ကဒီ Patra model နဲ့sorry Patra line model နဲ့ဒါကိုကျွန်တော် drop တာမလုပ်သေးဘူးနော်ဒီ Patra line model နဲ့ Patra pro model ဘာလို့ကွာသွားလဲဆိုတော့အဲ့ဒါကိုကျွန်တော်ပြရှင်းတာเนาะအဲ့ဒါ Patra pro model က sorry Patra line model 42ခုတွေ့တယ် Patra pro model ကဘယ်လောက်ထိတွေ့လဲဆိုတော့1400နဲ့6ခုတွေ့တယ်เนาะအဲ့တော့ကျွန်တော်ဒါလေးကိုတစ်ချက်လေး1400နဲ့6ခုတွေ့ရအဲ့ဒီ Patra pro model ဒီလက်ရှိကကျွန်တော်က15ချိန်ဒီအခကျင်းကိုပေးဆောင်လို့လည်း free သုံးလို့ရမယ်အဲ့တော့15ချိန်ပြီးရရင်တော့အခကျင်းကိုပေးပြီးမှ300လိမ့်မယ်ပေါ့နော်အဲ့တော့ဒီမှာကဲမြဝယ်ယူရှင်နေဆိုရင်ကျွန်တော်ဒီ YouTube ပေါ်မှာပေါ့နော်ဒီ YouTube ထဲမှာTVWay ဆော့ရတဲ့မှာပေါ့နော်ဒီမှာ TVWay app ထဲမှာ plan ဝယ်ယူနည်းဆိုတာရှိတယ်အဲ့ရသွားပြီးတော့မှဟာဝင်ကြည့်လို့ရတယ်ဘယ်လိုရမလဲဆိုတာရှင်းပြပေးရတယ်ဒီမှာတော့ကျွန်တော်မရှင်းပြတော့အဓိကကနန်းဘယ်လိုတွဲရမလဲဘယ်လိုရှားမလဲဆိုတာပဲကျွန်တော်ရှင်းပြပေးရအောင်ပေါ့နော်โอเคအဲ့ကျွန်တော်ဒီမှာတစ်ချက်လေးပေါ့နော်တစ်ချက်လေး1406ခု site ပေါင်း1000ဒီโอเคခုနက3.6 second ကိုက2.5 second ပုံမြန်သွားတယ်ကွာနော်2 second 3 second အတွင်းမှာကို1000ကျော်တွေ့သွားတယ်โอเคကျွန်တော်ဒါလေးကိုတစ်ချက်လေး draw pattern တစ်ချက်လုပ်ကြည့်အောင်နော်စက်ကရဟန်သွားလောက်တဲ့ခဏလေးနော်လုံးဝကိုဘယ်လိုပြောမလို့တော်လေးကိုငါဖြစ်သွားခဏလေးနော်အရင်ကိုမဟာတရားမြောင်းသွားရေနော်အဲ့တော့ကျွန်တော်ဒီမှာကဒါလေးကိုလိုက်ပြီးတော့တစ်ခုခုလိုက်မကြည့်တော့ဘူးနော်အဲ့စစ်တာကိုတစ်ချက်တက်ကြည့်ကြပြချင်တယ်ခုအောင်ပါနော်ဒီစစ်တာကိုတစ်ချက်လောက်ကြည့်လိုက်နော်အဲ့စစ်တာကိုဒါတစ်ချက်လောက်ကြည့်လိုက်โอเคအဲ့မှာကြည့်လိုက်အဲ့တော့စုစုပေါင်းတွေ့ရပတ်တန်စုစုပေါင်း site ပေါင်းက1406ခုတွေ့တယ်အဲ့1406ခုထဲမှာ
ဒီ1400နဲ့6ခုထဲမှာဟို unknown ပေါ့နော်ဟိုပြောရှင်တာက unknown number က85ခုဆိုတာကတော့တစ်လေးနှစ်ပြီးရင်အဲ့ဒီမှာကွက်လက်ထဲမှာကဟိုဘာဖြစ်လာနိုင်မှာတစ်ချက်ပြလိုက်မယ်နော်ဒီ85တစ်ချက်ပြလိုက်မယ်ဒီလိုကွာဒီတစ်လေးမီဒီမှာဘာဖြစ်လာမလဲဆိုတော့မတိတဲ့ site က85ခုရှိတယ်တဲ့ဒါတစ်ချက်လေးနဲ့ချိုးကြည့်အောင်နော်ပြချင်တာမပတ်တည်တဲ့အပင်ကိုလည်းသူကရှာပေးသွားနိုင်တယ်ဒီလိုရှာပေးသွားနိုင်တယ်ချက်ကြည့်ကြည့်လိုက်နော်အဲ့ဒါကြီးဒီတစ်ကိုဟောရနောက်ပေါင်း1နဲ့4နဲ့ဆိုရင်6တဲ့အဲဆိုတစ်6တခါလေးဒါဆိုရင်အတွက်လည်းဖြစ်သွားတာပေါ့4ကိုနောက်ပေါင်း4နဲ့5နဲ့9တဲ့ဒီနှစ်ကိုကျွန်တော်ဒါလို့တစ်ချက်လေးဆွတ်ထားလိုက်မယ်နော်ဆွတ်လို့မယ်ပြင်လိုက်မယ်ဒါကျွန်တော်မူလတန်ဖိုးရှာတာဆိုတော့လေအဲ့တော့ okay ဒါဆိုရင်ဒီ site ကိုကျွန်တော် save ထားလိုက်မယ်တဘောอ่ะဒါဆိုရင်ဒီတစ်ကို6 4ကိုဒါလေးကိုနည်းနည်းရွှေ့လိုက်မယ်နော်တစ်ကို6 4ကို9နှစ်ကိုခွန်ဒီမှာထက်လက်ထိတ်စီနဲ့ဒီနပ်ပိန်နဲ့ကဘာဖြစ်မှလဲပေါ့နော်အဲ့တော့ကျွန်တော်တို့ကပြောရှင်တာပါလဲဆိုတော့ဒီ Patra Pro model ရဲ့ပြီးရင် Patra Ultra model ဒီ model တွေကမထွက်သေးတဲ့ကနန်းမထွက်တဲ့အချိန်အတွက်ပါတော့တခါလေးဆွဲပေးနိုင်တဲ့စွမ်းဆောင်ရည်ပါတယ်ပေါ့နော်အဲ့ဒီစွမ်းဆောင်ရည်ကကျွန်တော်တို့ကအဲ့ဒီစွမ်းဆောင်ရည်ကလူကိုအရန်တက်တာစေတာပေါ့နော်အဲ့တော့အဲ့ဒီ Patra Pro model နဲ့ Light model နဲ့အဲ့ဒီချက်ကွာရှောင်းမှုရှိတာ Patra Light model ကမထွက်တဲ့ကနန်းသူရှာပေးနိုင်တဲ့စွမ်းဆောင်မရှိဘူးရှာပေးတဲ့စွမ်းရည်မပေါအောင် Patra Pro model နဲ့ Patra Ultra model မှာကမထွက်တဲ့အချိန်ကိုတော့ရှာပေးတဲ့စွမ်းဆောင်ရှာပေးတဲ့စွမ်းရည်ပါတာပေါ့နော် sorry နော်ခဏလေးအတန်လေးဝေးနေ okay ရပါပြီဆိုတော့ကျွန်တော်ကဒီ Patra Light model ရဲ့ Patra Pro model ရဲ့ Patra Ultra model ရဲ့ပေါ့နော်Patra Ultra model ဆိုရင်ဒီထက်ပိုများလိုက်မယ်ပေါ့နော်ဒီလက်ဆက်တွေ့တာက1000နဲ့1406ခုတွေ့တယ် site ကကို1 combo မှာ2ခုတွေ့တယ်2 combo 4ခု46ခုတွေ့တယ်3 combo မှာ1358ခုတွေ့တယ်ဆိုတော့သူကဒီ Patra Pro model မှာက Patra Pro model နဲ့ Pro Max model တွေမှာက Ultra model တွေမှာပေါ့နော် Pro Max model Pro Max က plan နော်အဲ့တော့ Patra Ultra model တွေမှာကဒီလိုမထွက်သေးတဲ့အချိန်ပါတော့တခါလေးဆွဲပေးနိုင်ရှိရယ်ဆိုတော့ဒီမှာကျွန်တော်မှတ်ထားတာနှစ်ခုရှိသွားပြီနော်ကျွန်တော်စနစ်သွားကြည့်အောင်နော် okay အဲ့တော့ဒါတော့ miss တို့ကိုပေါင်းကြည့်လိုက်ပေါ့နော်ကျွန်တော်အများနဲ့မပေါင်းတော့အဲ့တော့ okay ကျွန်တော်ဒါပြီးသွားရင် unknown အကုန်မကြည့်တော့ဘူးပေါ့နော်အကုန်ကြည့်တော့ဖြစ်မှာဆိုလို့နော်ကျွန်တော်လည်းခုဆက်တော့ပြမယ်နော်0ဒီကျစ်မှာအဲ့တော့ဒီမှာကျတော့အဲ့ဒီမှာ0ဒီကျစ်ဆိုတာဘာလဲကြောက်ပြောပြမယ်ဒီစုပေါင်း1406ခုစုပေါင်း1406ခုထဲမှာတရားထိတ်စီဆိုတော့ကကျွန်တော်တို့ဒီအခုက1 4နှစ်ဒီမှာဘာဖြစ်လာနိုင်မလဲကျွန်တော်တို့မသိဘူးအဲ့ဒီကိုဒီကတခါလေးခွဲပြီးတော့တာတရားထိတ်စီဖြစ်လာနိုင်မဲ့ site ပေါင်းက1139ခုရှိတယ်တစ်ထိတ်စီဖြစ်လာနိုင်မဲ့ site က119ခုရှိတယ်ပြီးရင်နှစ်ထိတ်စီဒီ138ခုရှိတယ်3ထိတ်စီဒီ1နဲ့4ထိတ်စီဒီ130 5ထိပ်စီဒီ133 6ထိပ်စီဒီ1နဲ့8 9ထိပ်စီဒီ153 10ထိပ်စီဒီ141 9ထိပ်စီဒီ1နဲ့3ဆိုတော့အဲ့မှာသတိထားမိလားမသိဘူးတမထိပ်စီကနေ9ထိပ်စီ10လုံးစလုံးမှာထိပ်စီတစ်လုံးရှင်းစီမှာ site ပေါင်း100ကျော်လောက်ရှိတယ်ဆိုတော့ကျွန်တော်တို့ကအဲ့ဒါကကျွန်တော်ဒီအရင်ဗီဒီယိုတွေမှာကျွန်တော်အများအားပြောခဲ့လဲဆိုတော့ကနန်း10လုံးပြည့်ရှိတယ်အဲ့ဒီ10လုံးထဲမှာကိုကဘယ်လုံးဖြစ်နိုင်ရှိလဲဆိုပြီးတော့ကိုကရွေးရတာပေါ့နော်အဲ့တော့ကိုထိုင်ပြီးတွက်နေမယ်ဆိုရင်ကျွန်တော်ကသွားပြီးရှာဖို့မလွယ်ဘူးအခုဒါမိတ်ဆွေတို့မြင်တဲ့အတိုင်းပဲ2စက္ကန့်3စက္ကန့်အတွင်းမှာ3စက္ကန့်4စက္ကန့်ပေါ့နော်5စက္ကန့်အောက်ကွာ5စက္ကန့်အောက်အတွင်းမှာကိုစိုက်ပေါင်း1000နဲ့ရှိကိုရှာပေးသွားနိုင်တဲ့ model ပေါ့နော် Patra Pro model ပေါ့နော်အဲ့လို
အဲ့တော့ကျွန်တော်တို့ကလောဆယ်တမန်တစီဖြစ်မလားတစီထိစီဖြစ်မလားကိုတခွချင်းစီကြည့်တော့အောင်ပါဗောနော်အဲ့တော့ပြောချင်တာနောက်တစ်ချက်ကဘာလဲဆိုတော့ဘာမှအောင်ကျွန်တော်တို့ကတကူတကကြီးဘယ်လိုပြောမလို့မောဘင်းနဲ့ကောက်ရှင်းနေစရာမလိုအပ်တော့ဘူးဟိုတလုံးလိုက်ပေါင်းဒီတလုံးလိုက်ပေါင်းပြီးတော့မှတွက်နေစရာမလိုအပ်တော့ဘူးဒါကိုထိုင်ပြီးတော့သုံးသက်လိုက်အောင်ပဲဘာမှမလိုတော့ဘူးနော်အဲ့တစ်ချက်လေးကြည့်ရအောင်နော်အဲ့တစ်ချက်လေးကြည့်မယ်Okay ဒါလေးချက်စစ်ထားလိုက်မယ်ဒါလေးမစိုးဘူးနော်အဲ့တော့ဒီမှာကကျွန်တော်ကဒီခါနဲ့အခွားနဲ့ပေါင်းလိုက်6ပေါ်ပါတစ်ပေါ့နော်အမှဒီစင်မပေါင်းတော့ကွာကျွန်တော်ဒီတဲအလုပ်တန်နဲ့ရွှေ့လိုက်မယ်6ကို1 9ကို4ခွန်ကို2 5ကို3ညဒါဆိုရင်ဒီမှာ0ဒီကျစ်လေ0ဒီကျစ်တီ3ညတိစီဖြစ်တာနဲ့ site လေးပဲနော် Okay ကျွန်တော်ဒါလေးကိုနောက်တစ်ခုဆက်သွားကြည့်မယ်နော်အဲ့တော့ဒီမှာဒါလို့လိုက်သွားရွေးပေးရမျိုးမဟုတ်ဘူးအခုတအားများလို့ကျွန်တော်မသွားရွေးနေရတာနော်အဲ့ဒီမှာဆိုရင်ဒီမှာကြည့်လိုက်တော့နှလုံးတက်တယ်နော်ခါနှလုံး Okay ဒီနှလုံးကိုတစ်ကိုတစ်ထိပ်စီနှလုံးလေးကိုလေးထိပ်စီနှလုံးနှစ်ကိုနှစ်ထိပ်စီနှလုံးတစ်ကိုတစ်ထိပ်စီရနော်ကျွန်တော်လုံးဝမထင်လုံးဝကိုဒါဒီလိုရဖို့ဒီလိုကိုယ့်ကိုမျက်လုံးလိုက်ရှာမှာဒါတော်တော်လေးလိုက်ရှာနေရအောင်ပါနော်ခင်ဗျားခုဆက်သွားမယ်โอเคဒါလည်းတစ်ထိပ်စီဒါဆိုရင်ဒီမိုက်ဘက်တက်မှာတစ်ချက်သွားကြည့်လို့ရနော်တစ်ချက်သွားကြည့်လိုက်မယ်အဲ့တော့ဒီမှာကျွန်တော်တို့ကရှာလာက unknown number နဲ့က2ခုရှိတယ်နော်ဒါဆိုရင်တစ်ဆက်တရားရမကြိုက်ဘူးဒါလေးတစ်ချက်နဲ့ automatic ပြောင်းပြီးတော့လိမ့်မယ်ပေါ့နော်ဟောရင်လည်းပဲတကယ်လို့များတရားရောင်လေးကိုမကြိုက်ဘူးဒါဆိုရင်တရားရောင်လေးကိုတစ်ချက်ဆက်လိုက်လို့အကုန်လုံးဆက်လိုက်လောက်သွားလိမ့်မယ်ပြင်ဒါလေးကိုနှိပ်ပြီးတော့မှကိုချက်တဲ့ရောင်တော့ပြောင်းရတယ်အဲ့လိုလည်းအဆင်ပြေဖြစ်တယ်ပေါ့နော်ဒါလည်းခဏတူရမကြိုက်ဘူးပြောင်းလိုက်မယ် sorry ဒါလည်းလုပ်လိုက်မယ်နော် okay green color ပြောင်းလိုက်မယ်ဒါနမူနာပြတာနော်အကဲတစ်ကိုတစ်ချက်သွားကြည့်အောင်ဒါတစ်ဖြစ်နိုင်ရှိတစ်ထိပ်စီဒါတစ်ထိပ်စီဖြစ်နိုင်ရှိ site ဒါ sorry တုံရထိပ်စီပါဟောဒီကတင်တဲ့တော့ရော sorry နော်အဲ့တော့နောက်ချက်ကဒီနှစ်ထိပ်စီနော် okay ဒီမှာနည်းနည်းရောနေကာလာနဲ့ရောနေတစ်ချက်နဲ့လေနော်ကာလာမတူကွဲပြားဖြစ်သွားလိမ့်မယ်အဲ့တော့ဒီမှာကြည့်ဒါမျိုးတွေကိုပြန်နေလိမ့်မယ်နော်နည်းနည်းကဲဒီအစိမ်းအလေးမရှင်းကွာဒါလေးကိုနည်းနည်းလေးအဖိတ်ကလာပြောင်းလိုက်မယ်နော်အခက်တစ်ချက်နိကကြည့်ကြည့်ထားမျိုးစင်တော့ဒီနှလုံးတစ်ကိုဟောဒီကနောက်ပိတ်နဲ့ဒီတစ်လို့ပေးတယ်တဲ့လိကစီအောင်ငါကအောင်လာမသိကြည့်မယ်နော်ဟောဒီကခွန်ကိုတဲ့ဟောဒီကခွန်ကိုခါနဲ့ထိတ်စီတစ်ကိုနောက်ပိတ်နဲ့နောက်ပေါင်းနဲ့တစ်ဟောဒီတုံညနဲ့ခွန်နဲ့ခွန်ကိုဟောဒီတုံညပိတ်နဲ့နောက်ပေါင်းနဲ့ခွန်ငါကအောင်သွားတာပဲဟာနော်9နဲ့1နဲ့6ကို3နဲ့နောက်ပေါင်း2နဲ့6မဖြစ်ဘူးเนาะsorry 9ခါနဲ့1ထိပ်6ကိုအပိတ်နဲ့နောက်နဲ့မဖြစ်ဘူးအဲ့တော့ငါကစီအောင်ဆိုတာအဲ့တော့ကျွန်တော်တို့ကလေဒီလိုမျိုးကို3ကစီလောက်ရှာပြီး4ကစီမြောက်မှာဆိုရင်ဆက်ပေးနိုင်ချေရှိတယ်ဒါမျိုးဆိုနောက်ပေါင်းကစားလို့ရတယ်အဲ့တော့4ကစီမကောင်း5ကစီတက်ဆက်အောင်သွားတာเนาะအဲ့ဒီကောင်ရဲ့ဆက်ကိုတော့ဒီမှာတော့လာပေးတာဗောဒါပြောချင်တာဒါဆိုရင်ဒီဆက်ကနိုင်ရကိုတော့တက်ထိတ်စီတစ်လေးနှစ်တစ်ခွန်ပေါ့တစ်လေးနှစ်တစ်ကဂိမ်းမဒီလာတဲ့15ကျတက်ထိတ်စီဝင်ခင်းမယ်စနောက်ပဲခွန်လက်စီကိုဆက်ပြီးတော့မှကစားချင်တာကစားလို့ရတာဗောเนาะအဲ့တော့ကျွန်တော်တို့ကအများကြီးသွားပြီးတော့မှပြန်ပြီးတော့ရွေးချယ်ရမှာပေါ့เนาะအဲ့တော့ဆိုတော့ဒီမှာကအများကြီးကွာဒီတခြားတော့ထိစီတွေအများရှိတယ်ပေါ့နော်အဲ့ဒါကြောင့်ဒါတော့ကျွန်တော်မလုပ်တော့ဘူးကျွန်တော်ဒီပိုင်ပက်တန်ကနေဒီ nick ကိုပဲ sorry ဒီ nick ကိုပဲကျွန်တော်ကပုံစစ်လိုက်မယ်နော်ဒါလေးကိုလို cropping လုပ်ပြီးတော့မှဒီဒါလေးအမှရှင်းလိုက်မှဆိုတာခုမြင်နေရတာပဲတော့စစ်လုပ်သွားလိုက်မယ်ပေါ့နော်ဒါလည်းမှမရှိဘူးဆိုရင်ဒီတစ်ခုလုံးပေါ့နော်ဒီတစ်ခုလုံးတော့အကုန်စစ်ပြီးတော့လိုက်မယ်ပေါ့နော်အသေးချာတစ်ချက်တော့ကြည့်မယ်နော်โอเคဒီမှာ
ဒီမှာဒါပထမကျွန်တော် save လုပ်တာကကျွန်တော်တို့ကလိုတလောက်ကို cropping လုပ်ပြီးတော့ကျွန်တော်က save လုပ်တာပေါ့နော်ဒါကတစ်ချက်ပြီးတော့မှနောက်ဒုတိယတစ်ချိန်ကျတော့အမှန်ရှစ်ကိုဖြုတ်ပြီးတော့မှ save လုပ်တဲ့အခါကျတော့တစ်ခုလုံးတော့ save လုပ်ပြီးတော့တာပေါ့နော်ဒါပေမဲ့ကျွန်တော်အချိန်ခဏလေးနဲ့တွင်းမှာတွေ့ရတယ်ကွာဘာမှကိုတကူတကပင်ပန်းလောက်ဆရာမလို့တော့ပင်ပန်းရှာဆရာမလို့တော့ site ကိုထိုင်ပြီးသုံးသပ်လိုက်အောင်ပဲပေါ့နော်အရင်အဆင်ပြေတာပေါ့နော်โอเคကျွန်တော်နောက်ထပ်ဆက်ပြီးတော့မှနိုင်ဝက်လဲကြော်သွားပြီဆိုတော့ကျွန်တော်နောက်တော့ site တစ်ခုပဲကျွန်တော်ဆက်ရှာရတော့မယ်နော်အဲဒီအကုန်လုံးကျွန်တော်မလုပ်ပြတော့ဘူးโอเคခဏဆောင်တော့ကြော်ညာလေးတက်နေတော့နော်โอเคဆိုတော့ကျွန်တော်ကဒီနေရာကကျွန်တော်ဆက်ရှာလိုက်တော့မယ်နော်ဒါကိုကျွန်တော်ဖြတ်လိုက်တော့မယ်နော် clear all shape အဲစလုံးမရှိတော့ဘူးနော်ခဏကွာကျွန်တော်တခြားပုံစံရှာကြည့်အောင်ဒီနောက်ပိတ်နဲ့ထိတ်စီနှလုံး3နှလုံး3ညနှလုံး6 3 3ည6เนาะခဏလေးနော်โอเคရပါပြီဒီတစ်ခေါက်ရှာမှာ3 3ည6เนาะ3 3ည6เนาะโอเค3 3ည6ကိုကျွန်တော်ရှာမှာ Petra model เนาะအဲ့တော့ကျွန်တော်ကဒီခါကျရင်3ခုမှကျွန်တော်မရှာတော့1နဲ့2လည်းပဲကျွန်တော်ရှာတော့မယ်เนาะ1နဲ့2လည်းပဲကျွန်တော်ရှာရမယ်အရင်များရင်ရှုပ်တော့မှာဆိုလို့เนาะအဲ့တော့ miss လို့တို့ miss လို့ရှာဒီနေရာမှာလေတလားကျွန်တော်အထက်ပဲရှာလို့ရတာမဟုတ်ဘူးဒါလည်းကျွန်တော်အရင်တုန်းကလည်းပြောခဲ့ပြီးပြီဘေးတိုက်ပဲဖြစ်ဆောင်းစင်းဆောင်းတက်ကြတယ်လို့ရှာပြီးတော့အပင်ရှာလို့တယ်လို့ရှာအဲ့တော့အခုဒီမှာထည့်ထားတဲ့အပင်ရှာလည်းမလုံလောက်ဘူးဆိုရင်ဒီ custom pattern သွားပြီးတော့မှကိုထည့်လို့ရတယ်ပေါ့နော်ကဲကျွန်တော်336ကိုကျွန်တော်ရှာလိုက်မယ်336ဒီ1 combo 2 combo ရှာမှာက Petra Pro model နဲ့ရှာမယ် normal power horoscope အကုန်ရှာမယ်ပြီးဆန်းရှင်းလိုက်တယ်မယ်30လက်ခုတွေ့တယ်1 combo ကိုတွေ့2 combo မှာတွေ့တယ်ပြီး drop တက်လိုက်တယ်မယ်နော် okay အဲ့တော့ကျွန်တော်တို့ကဒီ filter သွားမယ်နော် okay ဒီပါနော်မထွက်သေးတဲ့အကျိန်ကိုတခါလေးရှာပေးတော့တာပေါ့နော်ဆိုတော့ကကျွန်တော်ကနန်းတစ်လုံးထည့်ရင်ကနန်းဒါလည်းရွှေ့လိုက်မယ်နော်ခဏကနန်းတစ်လုံးထည့်ရင်နောက်ထပ်၄ခုမြောက်ကနန်းတီမထွက်သေးတဲ့အကျိန်တွေကိုတခါလေးဆက်ပေးသွားတယ်ဒါဒီ Petra Pro model နဲ့ Petra Ultra model တွေမှာရနိုင်တဲ့အစွမ်းဆောင်ရည်ဖြစ်တယ်Okay အဲ့တော့ဒါလေးကိုကျွန်တော် save လုပ်လိုက်မယ်နော် save လုပ်မယ် print လုပ်မယ်ဒါဆိုရင်ကျွန်တော်ကဒီရွှေ့လိုက်တဲ့အတိုင်းမှာသွားပြီးတော့မြင်နေမယ် Okay ဒါလေးကိုလည်း save လုပ်လိုက်မယ်မဆိုးဒီတိုင်းပဲကြည့်ပါမယ်နော်30တခုတော့ APT ကြည့်လိုက်မယ်နော် Okay ဒါလေးမဆိုးဒီကတော့မကြိုက်ဘူးဒါတော့မဆိုးယူလိုက်မယ်ဒါလေးကမကြိုက်တော့ဘူးဒါလေးမဆိုးယူလိုက်မယ်ဆိုတော့ site လာမယ်ကျွန်တော်ကြည့်လိုက်တာနော် site လာမယ်ကျွန်တော်ကြည့်လိုက်တာယူလိုက်တယ်Okay ဒါလည်းပဲမစိုးယူလိုက်မယ်ဒါတော့မကြိုက်ဘူးဒါကိုကြော်လိုက်မယ်အဲ့တော့မကြိုက်ဘူးကြော်မယ် site တန်မကြိုက်ဘူးဆိုတာကဒီ site တန်ပြောတာနော်အဲ့တော့ site တန်မကြိုက်ဘူးဆိုတာကဒါကိုအကြိုက်နဲ့ကိုနော်ကိုကsite ရတော့အားလုံးကတော့သူ့ဟာနဲ့သူပေါင်းရှင်းတော့မှန်ပြီးတာကွာအဲ့တော့အဲ့ဒါကိုကကြိုက်ရင်ဒါ save လုပ်ထားလိုက်မယ် okay ဆက်သွားမယ်မကြိုက်ဘူးဒါမစိုးဆွတ်ထားလိုက်မယ်အဲ့ဒီနေရာမှာကျွန်တော်ဒါမရွေးထားအောင်နော်ဒီမှာဘယ်ကနန်းပေါ့နော် sorry ဘယ်ထိပ်စီးဖြစ်နိုင်ရှည်တယ်ဘယ်ထိပ်စီးဖြစ်နိုင်ရှည်ရှိတာကို sorry ဟုတ်တယ်ထိပ်စီးသူကခနောက်ပိတ်နေအောင်ထိပ်နဲ့ပေါင်ထားတာနော်အဲ့ဒါကိုကျွန်တော်မရွေးထားအောင်နော်မရွေးပဲဒီတိုင်းပဲတွားလိုက်တာနော်ကဲဒါလည်းမကြိုက်ဘူးကြော်မယ်ဒါလည်းမကြိုက်ဘူးကြော်မယ်ဒါလေးကမစိုးနော်စစ်ထားလိုက်မယ်ဒါလည်းမကြိုက်ဘူးနည်းနည်းဝေးနေတယ်ဒါမကြိုက်ဘူးကြော်မယ်ဒါအရင်အပေါ်ရစစ်ထားလိုက်ပါမယ်နော်ပို့လို့ဒါလည်းပုံမကြိုက်ဘူးဒါလည်းပဲမကြိုက်ဘူးကြော်မယ်မကြိုက်ကြော်မယ်โอเคဒါလည်းမစိုးဘူးโอเคဒါလည်းနည်းနည်းလေးဒါလေးကိုadjust လုပ်လိုက်မယ်နေရလေးကိုနော်adjust လုပ်လိုက်မယ်ဒါလည်းပဲမကြိုက်ဘူးကြော်မယ်ဒါတော့တော်ပြီကြော်မယ်ဒါကခေဒီကောင်ကသူကတခါလဲဟိုလောက်တော့လားနော်ထိပ်စီရနောက်ပိတ်ရတဲ့ပုံစံမျိုးကွာတော့ neck cut ပေါ့နော်ဒီနှလုံး motion 3ကိုဟောဒီအခွာနဲ့လေးနဲ့ကို9လို့တော့ neck cut တခါထည့်ဟောနော်အဲ့ဆိုင်နော်ကဲထည့်ရလိုက်ပါမယ်နော်ဒါလည်းပဲမစိုးထည့်လိုက်မယ်နည်းနည်းလေး adjust လုပ်လိုက်မယ်
ပြင်ရင်ဒါနည်းနည်းကြော်မယ်ဒါပုံမှန်ကြော်လိုက်တော့ဒါလည်းပဲမကြိုက်ဘူးကြော်လိုက်မယ်34ဒါလည်းဒါမစိုးယူထားလိုက်ပါဘောနော်တဘောอ่ะโอเคရပြီအဲ့တော့ကျွန်တော်က34ကုန်သွားပြီမိုင်းဘက်တန်သွားလိုက်မယ်โอเคဒီမှာဒါပဲကျွန်တော်ပြရှင်းတာPatra Pro နဲ့ Pro Max model တွေမှာsorry Patra user က Pro plan နဲ့ Pro Max plan တွေမှာပဲရနိုင်တဲ့ feature တနည်းအားဖြင့်ဒီ Patra Pro model နဲ့ Patra Ultra model တွေမှာပဲရနိုင်တဲ့စွမ်းဆောင်ရည်ပေါ့ဒါလေးတွေအမှတစ်ချက်ကြည့်လိုက်ကိုကြိုက်တဲ့ site ထဲကမှဒီမှာဒါတစ်ချက်ရွေးလိုက်မယ်နော်ပြီးရင်အကြောင်းရွေးလိုက်မယ်အရာခုနကပြောလိုက်နော်ဒါဆက်လုပ်တော့ကိုယ်တော်ယူလို့ရနော်ကျွန်တော်အဲ့တော့မရွေးသေးဘူးအဲ့တော့ဒါဒီ unknown အနေနဲ့ဘာထိတ်စီဘာနောက်ပိတ်ဖြစ်မလဲမသိတဲ့တခါတည်းပေါ့နော် trailing site ပေါ့ဒါဆို trailing site ကနာ site ရှိတယ်တစ်ထစီဖြစ်နိုင်ရှိတဲ့ site ကဒါကမူလတန်ဖို့ကျွန်တော်ရှာတဲ့ဒီနှလုံးရှာတာအဲ့တော့တစ်ထစီဖြစ်နိုင်ရှိတာဒီပုံစံကိုတစ် site ရှိတယ်နှစ်ထစီဖြစ်နိုင်ရှိသည်ဒီလိုရှိတယ်ပေါ့နော်ဒီ site ရှိအဲ့တော့ဒါတစ်ထစီနှစ်ထစီဖြစ်နိုင်ရှိတဲ့ site ရှိတယ် okay ဒါကသူကတစ်ချက်ကြည့်ရအောင်နော်သူကဘာလဲဆိုတော့ဒီအပိတ်နေတာနဲ့ပေါင်းရင်8ကိုနှလုံးသုံးအဲ့ဒီနှလုံးကို8ကိုနှလုံးသုံးအဲ့ဆိုလို့ရပါလဲဆိုတော့ပုံမနဲ့ဖယ်လို့ဒါဖယ်ရမစင်4ပိတ်ကို4ခါ4ပိတ်2ခါ2ပိတ်5ခါ5ပိတ်6ခါ6ပိတ်ထည့်ထားလို့ဖြစ်နေတာပေါ့နော်အဲ့လိုမျိုးအဲ့ဒါဘယ်လိုပဲရအတူတူပဲနော်3ဖြစ်နေရှိတဲ့ site ကတစ်ခု4ဖြစ်နေရှိတဲ့ site ကတစ်ခုရှိတယ်5ဖြစ်နေရှိတဲ့ site ကတစ်ခုရှိတယ်1ဖြစ်နေရှိတဲ့တစ်ခုရှိတယ်sorry အပေါ်ကဟိုအရေးအတွက်နဲ့အောက်ကနန်းနဲ့မောင်းတော့ sorry နော်6ဖြစ်နေရှိ1ဖြစ်နေရှိမဟုတ်နော် sorry အဲ့တော့ခွန်ဖြစ်နေရှိတစ်ခု10ဖြစ်နေရှိတစ်ခု9ဖြစ်နေရှိနှစ်ခုအဲ့တော့အကုန်လုံးကကနန်းဆယ်လုံးအပြည့်ရှိရဲ့ဒီထက်ကနေကိုကြိုက်တာကိုရွေးလဲအောင်ပဲဒါသည် Pro plan နဲ့ Pro Max plan တွေပါပဲရတဲ့ feature ပြီး Patra Pro model နဲ့ Patra Ultra model တွေမှာပဲရနိုင်တဲ့စွမ်းဆောင်ရည် model စွမ်းဆောင်ရည်ပေါ့နော်အဲ့တော့ပြောရရင်တော့ကိုကြိုက်တာတဘောထားလိုက်ပါကွာဒီတစ်ကိုကြိုက်ရဆိုပါဆိုတဘောနော်okay တစ်ကိုကြိုက်ရဆိုပါဆိုကျွန်တော်ဒါလေးကိုတစ်ချက်အရင်ပြောင်းလိုက်မယ်နော်ဒါ automatic ပြောင်းတာဒါလေး save လုပ်ပြီးတော့ကိုလို့တလို့နေရာရွှေ့လိုက်ပါနော်ပြီးတော့မှဒါလေးလုပ်လိုက် cropping လေးလုပ်လိုက်နော် okay အဲ့ဒါဆို save လိုက်ပြီကွာပြီးတော့မှကျွန်တော်ကဒါလေးကပဲရွေးပြီးတော့မှတန့်ကုန်နေတယ်ဒါဆိုရင်ဒီထဲမှာရှိနေပါsorry ခဏလေးနော် okay ရပြီကျွန်တော်လည်းနည်းနည်း loss update pro plan နဲ့ pro max plan မှာတော့အဲ့တက်တနာလေးရှိနေသေးတယ်ကျွန်တော်အဲ့ဒါလေးဒီအားချင်း update လုပ်ပေးမယ်ဒီ 3.3 version မှာနည်းလေး error ပါနေပါတော့ issue လေးပါနေတယ်ဒါကို 3.3.1 ဆိုပြီးတော့မှအားချင်း update လုပ်ပေးမယ်နော်ပြီးတော့မှဒီနေ့ရက်တင်ရတဲ့ update လုပ်ပြီးအဲ့ဒါလေးပဲ update လုပ်ပေးပါဦးနော် okay ကျွန်တော်ကခုနဒါလေးကိုပဲယူပြီးတော့ကိုလို့ပြန်ညှိလို့ရတာပေါ့နော်ဆိုတော့ဒါပြောချင်တာကဒါဘာမှတော့ site မထွက်လာတဲ့မထွက်တဲ့အချိန်ရဲ့အတွက်ကိုလည်းပဲသူ automatic ဆွဲပြီးတာပေါ့နော်အဲ့ဒါက Pro Max plan နဲ့ Pro plan နဲ့ Pro Max plan တွေမှာပေါ့နော်ဖြစ်တဲ့ဒါလေးကိုကျွန်တော်တင်လိုက်မယ်နော်အဲ့ဒါတော့လည်းမယ်ပြီးတော့မှကျွန်တော်ဒါလေးကို back ဆိုလိုက်မယ် okay ရပြီဆိုတော့ဒါတော့ဒီမတူညီတဲ့ model ပေါ့နော်ကျွန်တော်ဒါတစ်ချက်သွားနိုင်မယ်ဒီထဲမှာပေါ့နော်ဒါကျွန်တော်ရဲ့ဒီ TVway account ဒီ pro user ဖြစ်တယ်ဒီထဲမှာဆိုရင်ကျွန်တော်ကဒီနေ့31ရက်နေ့ကနေစပြီးတော့မှဝယ်ယူလိုက်တာပေါ့ဒါဆိုရင်တလားဝယ်တာဖြစ်တဲ့အတွက်နောက် August 31ရက်နေ့မှာကုန်မှာပေါ့နော်အဲ့တော့ရက်ပေါင်း30ရာဒီမှာကြည့်လို့ရတယ်အဲ့တော့plan နဲ့ပတ်သက်ပြီးတော့ကျွန်တော်လည်းရှင်းပြပေးမယ်ထပ်ပြီးရှင်းပြပေးမှာပေါ့နော်ဒီ pro plan မှာလက်ရှိကမိတ်ဆွေတို့မှာတော့ဒီ business ပေါ့နော် basic plan ဟို basic plan က free ကလုံးဝ free ပါမှာတော့ခါကြမြေကုန်စံမရှိဘူးတို့ပေမဲ့ကြုံရတော့ရှိတယ်ကြုံရလေးတော့တိခံပြီးကြည့်ပေးပါခင်ဗျာကြုံရလေးဟိုကိုယ်ဖြောက်ရှင်နေဆိုရင်ဒီ premium plan လေးဝယ်လို့ရတယ်တစ်ချိန်မှာ2500လောက်ပဲရှိမယ်ဒါကိုကျွန်တော်တလားတာတက်ထားပေးထားတာပေါ့နော်တလားတာ9000ပေါ့နော်ကျွန်တော်ကဒီမှာကအဲ့မှာခုနက pattern filter ဆိုတာကိုပေါ့နော် pattern filter တွေမပါဘူးဒီ free plan မှာ pattern filter ရယ်ပြီးတော့မှဒီ premium plan မှာ pattern filter တွေ
benefit တွေကမရဘူးဒီပို plan မှာက benefit ပါတယ်ပြီးတော့မှ promote plan မှာလည်း benefit ပါအဲ့ benefit ဆိုတာကခုနကပါလဲဆိုတော့ဒီဘောနော်ရှာတွေ့သမျှတော့ site အလုံးဥမာကွာခုနကတော့ကျွန်တော်ရှာလာ site ပေါင်းက1406ခုရှိတယ်ဆိုပါဆိုအဲ့1406ခုထဲမှာ3ညထိပ်စီဖြစ်နိုင်ရှိတဲ့ site တစ်ထိပ်စီဖြစ်နိုင်ရှိတဲ့ site 2ထိပ်3ထိပ်4 5 6 9 10 9ဖြစ်နိုင်ရှိတဲ့ site ကိုခွဲထုတ်ပေးလိုက်တဲ့ပုံစံပြောတာခွဲထုတ်ပေးတာကိုအဲ့ benefit လို့ခေါ်တာပေါ့နော်အဲ့တွေကဒီ pro plan နဲ့ promote plan တွေပဲပါတယ်ဒီ premium plan နဲ့ free plan မှာမပါဘူးအဲ့တော့ premium တော့ဒါလောကကြောင်ညာတစ်ခုတည်တတ်မယ်ကြောင်ညာဖြောက်တာတစ်ခုပဲเนาะတခြားဘာမှထူးထူးခြားမပါဘူးအဲ့တော့ဒီမှာပေါ့နော်ဒီသတိထားမိတာကျွန်တော်တစ်လင်းကိုရှာတဲ့အခါမှာ petrolite model ရှာတဲ့အခါမှာ42ခုတွေ့တယ်အတူရှာနိုင်တဲ့စမ်းဆောင်ရည်ကရှာနိုင်တဲ့ချက်လက်ပေါင်းက9000ကျော်ပဲရှိတာ 9.78k pattern ပေါ့နော်အဲ့တော့ Petra promo မှာကတော့ဒီ promote plan ကတော့ဒီ Petra promo လေးကိုအသုံးပြုခွင့်လို့ရတာ哦အဲ့တော့ဒီ Petra model မှာကရှာဖွေနိုင်တဲ့စုပေါင်းအချက်လက်ပေါ့နော်စုပေါင်းအချက်လက်က 681k ဆိုတာက6,8000ကျော်ပမာဏရှာဖွေလို့ရတယ်အဲဒါကြောင့်ကျွန်တော်တို့ကဒီတစ်လင်းနေရှင်ပေါ့နော်တစ်လင်းနေရှင်ကိုဘာမှမပြောင်းဘဲနဲ့အကျဉ်းကြီးခုနှစ်မပြောင်းဘဲရှာတာကိုဒီ basic plan free အနေနဲ့ရှာတဲ့အခါမှာကျတော့42ခုပဲတွေ့ပြီးတော့မှ pro plan နဲ့ရှာတဲ့အခါမှာကျတော့1400ကျော်လောက်တော့တွေ့သွားတာပေါ့နော်ဒီ3စက္ကန့်အတွင်းလောက်မှာပေါ့နော် okay promote plan ဒီအဲ့ဒါပိုများသွားပြီပိုကျန်းသွားပြီเนาะ petrolite model မှာက 27k လောက်ရှာနိုင်တယ်ဒီ promote plan ကိုသူက petrolite model နဲ့ရှာပါစေ 27k petrol pro ဆိုရင် 681k ဒါတော့တူတယ် promote plan နဲ့ pro plan နဲ့တူတယ်အဲ့တော့ promote plan ဘာကွာသွားလဲဆိုတော့သူက Petra Ultra model ဖြစ်တဲ့ဒါ4 combo power တယ်သူကြတော့3.24 million pattern ရှိတာပေါ့နော်ဆိုတော့ကmillion ဆိုတော့3သိန်းပြောမလားကျွန်တော်လည်းဒီချက်မပြောတတ်ဘူးများလို့သူကသိန်းအချက်လက်ပေါင်း pattern ပေါင်းသိန်းတန်းပေါ့နော်3သိန်းလောက်ကျော်သွားတာပေါ့နော်အဲ့တော့ဆိုတော့ဒီမှာကကျွန်တော်ကပေါ့နော်ဒီ pro အဲ့တော့ mix တွေနေဟိုဘယ်လို value လို့ရနိုင်မလဲဆိုတော့ပုံမှန်ဖြစ်ကျွန်တော်ကဒီ pro plan ကိုကျွန်တော်ကဒီတလကို1000ခွဲတစ်ချိန်မှ9500ပဲကြာမှာအဲ့ဒါကိုကျွန်တော်ကပထမစကအချိန်နဲ့တွဲဖို့လုပ်ထားတာတပေမဲ့ဥပမာထားလိုက်ပါတော့မနက်ဖြန်မျိုးထွက်တော့မှာကွာအဲ့ဒါဒီနေ့31ဖြစ်တယ်အဲ့တော့မနက်ဖြန်တရက်နေ့ဆိုမနက်ဖြန်ထွက်တော့မယ့်ဟာကိုဒီနေ့မှလာမှာဆိုကျွန်တော်တစ်ချိန်နဲ့တစ်ဖြတ်ရင်မိတ်ဆွေတွေကနှစ်နာမှာဆိုကျွန်တော်ရက်30တလနဲ့တွဲလိုက်တာတလကို15ရက်ပေါ့နော်15ရက်တစ်ချိန်ထွက်ရစပါဆို15ရက်ကို9500 15ရက်9500ရက်30 1000ခွဲပေါ့တလပဲကြာမှာဆေးလေးဖို့ကုန်ဖို့လာပဲရှိမှာပေါ့နော်အဲ့တော့ဒါ pro plan အဲ့တော့ဒီ provide plan မှာကျတော့1000တလားတစ်ချိန်မှ1000လောက်ပဲကြာတယ်15ရက်1000 15ရက်1000 2000ပေါ့နော်အဲ့တော့ကျောကဒီဒါတွေကဒီသတ်မှတ်ထားတဲ့စေနှုံးပေါ့နော်ဒီ pro plan နဲ့ provide plan နဲ့ဆိုရင်9000ပဲกว่าတာပေါ့နော်အဲ့တော့ဒီကဘယ်လိုဝယ်ရမှာလဲဆိုတော့ကျွန်တော်တစ်ဆက်ပြောလိုက်ပါတော့မယ်ဒီYouTube မှာတော့ကျွန်တော်တင်ထားပြီးတော့ဒီမှာတွားကြည့်လို့ရတယ်ဒီမှာတော့ဒီကျွန်တော်နည်းနည်းတစ်ဆက်လေးပြန်ဆက်ပြောလိုက်မယ်ဘယ်လိုဝယ်ရလို့ရလဲဆိုတော့ဥပမာကျွန်တော်ကဒါလေးဝယ်ရှင်းနေစပါဆိုအဲ့တော့ဒါလေးဒီ problem ရွေးလိုက်ပြီဆိုရင်အဲ့တော့တော့ဒီ premium plan ရင်သူ့အရင်သူပေါ်နေမယ် basic plan ဆိုလည်းပဲ free plan ဖြစ်သွားမယ် premium ဆိုရင်ဒီအရင်ဖြစ်မယ်pro plan ဆိုရင်ဒီအရင်ဖြစ်မယ်ပြီးရင် pro max ဆိုရင်ဒီအရင်လေးဖြစ်သွားမယ်အဲ့တော့ကျွန်တော်ကထားလိုက်ပါတော့ဒါလေး ready တကယ် mix ဆိုတော့ pro plan ဝယ်မယ်ဆိုရင်ဒါလေးကိုနှိပ်နော်pro max ဆိုရင် down နှိပ်ပြီးတော့မှဒီမှာကတလဝယ်ယူမလားတလဆိုရင်1000မ3လလား3လဆိုရင်6000 6လလား6လဆိုရင်3,1000အဲ့တော့ကိုဝယ်ယူခြင်းတဲ့ plan ရဲ့ပြီးရင်ဝယ်ယူပဲလောက်ရွေးပြီးတော့မှ
ဘောကျွန်တော်ကဒါတလောက်ပဲပြီးမယ် continue with pro max ကိုနှိပ်လိုက်เนาะအဲ့မှာပါလဲဆိုတော့ဒီ copy ပေါ့เนาะ copy ဆိုတာကဒီအချက်လက်ကို copy ကိုလိုက် copy ပြီးတော့မှဒီ confirm ကိုနှိပ်လိုက်เนาะ confirm နှိပ်လိုက်ဒါဆိုရင်ကျွန်တော်ရဲ့ဒီ TVOA support ထဲဒီကျွန်တော် TVOA account ထဲကိုဝင်သွားလိုက်မှာကွာကျွန်တော်ကလိုရက်ဆယ်က account မဝင်ထားရအောင် account မဝင်ထားရတဲ့ခါကျတော့ account ဝင်ဖို့ပြောနေရပါအဲ့တော့ကျွန်တော်ရဲ့ account ထဲကိုတိုင်းရောက်လာမယ်ပြီးရင် copy ကိုယ်တိုင် message ကိုပို့ပြီးတော့မှစာပို့လိုက်အဲ့ချိန်ကျရင်ကျွန်တော်က message လို့စကားလာပြောပေးမယ်ပင်နေအောင်ဘယ်လိုလွှဲရမလဲဆိုတာတစ်ဆင့်ပြန်ပြောပေးမယ်အရေးကြီးတာကဒီ copy ကိုတဲ့ဥစ္စာကအရင်ရေးကြီးတယ်အဲ့ဒါပါလေဆိုတော့ဒါလေးပြန်ပြမယ်အဲ့မှာက message ရေးတဲ့ plan ကဘာ plan လဲပြီးတော့မှ duration က1လလား2လလား3လလားပြီးရင်ဘယ်လောက်ကုန်ကြလဲဘောနော် plan fee ဘယ်လောက်လဲပြီးရင်အဲ့ဒါဒီမှာ TV ဆိုတာကျွန်တော်နာမည်ဘောနော်ဒီ software နာမည်ဆိုတာကကျွန်တော်လက်ရှိသုံးတဲ့ account ရဲ့နာမည်ဘောနော်အဲ့ဒီမှာ message ဆိုနာမည်ပေါ်နေမယ်ပြီးတော့ဒီနေရာမှာက message ဆိုတဲ့ email ပေါ်နေမယ်ဒီဒါတွေကိုဘာမှမပြုတ်မပြင်ဘဲနဲ့ဒီတိုင်းပဲပို့ပေးဘာလို့ဆိုတော့ဒီ message တော့ account ကိုကျွန်တော်ရှာပြီးတော့မှဒီ plan တိုင်းကိုကျွန်တော်ထည့်ပေးလို့ရမှာเนาะ okay အဲ့ဒါထားလိုက်ပါတော့ဒီမှာကျွန်တော် account pro plan ဖြစ်တဲ့ဟိုဒီ account ထဲမှာဒီအပေါ်နာမှာ pro လို့ပေါ်နေမှာကွာပြီးတော့အဲ့မှာ where ယူထားတဲ့ where စတဲ့ where ရဲ့ yes ဆွဲနဲ့ပြီးရင် consumer set ကိုလည်းဒီမှာပြနေမယ်ပြီးရင်ဟို duration တွေကဘယ်လောက်ဆိုဒီမှာတစ်ခါလေးပြနေမှာပေါ့เนาะ okay အဲ့တော့ဒါကတော့ဒီကနန်းဒီ TVOA version 3.3 မှာကနန်းတွက်ချက်တဲ့ပုံစံတွေကဘယ်လိုကွာသွားတယ်ပြီးတော့မှအရင် version တွေဘယ်လိုကွာသွားတယ်အရင် version မှာဆိုရင်မျက်လုံးတော့မိတ်နေတာအရင်ရှုပ်တယ်အခုကပိုလွယ်သွားတယ်ပိုပြီးစင်ပြေတယ်ဆိုတော့ဟိုကနန်းကိုရှာပြီးဝင်ရှာဖွေနေအရင် version တွေထက်ပိုပြီးတော့မှပိုကောင်းမွန်လာအောင်လုပ်ထားတဲ့ပုံစံတွေဘယ်လိုပြပြင်ထားလဲဘယ်လိုရှာဖွေရမယ်ဆိုတော့ကိုရှင်းပြထားတာဖြစ်တယ်ပြီးတော့မှကျွန်တော်တို့ကဒီ pro plan တွေပြီး pro max plan တွေကို variation စဉ်ဘယ်လိုဝယ်ရမလဲဆိုတော့ရှင်းပြခဲ့တာဖြစ်တယ်ဆိုတော့ဒါပေမဲ့ဟိုကျွန်တော်ရှင်းပြချက်တွေနားမလည်တာရှိတယ်ဆိုရင်လက်ရှိ video ရဲ့အောက်မှာ comment တွေမှန်ပြီးတော့မှမေးလို့ရတယ်ပြီးတော့ကျွန်တော် Telegram ကမှလည်းထိုင်လာမေးလို့ရတယ်เนาะနောက်ဆုံးမသိဘူးဆိုဒီလိုလုပ်လိုက်ဒီ Telegram ကနေဒါလေးနှိပ်ပြီးတော့မှဒီဒါလေးနှိပ်လို့ရတယ်ကွာဒါလေးနှိပ်ရင်လည်းပဲTVOA ပေါ့နော်ဒီရောက်တော့မှာပဲအဲ့မှာ comment တွေမှတ်လို့ရတယ်ပေါ့နော်တေချာတာကတော့ကျွန်တော်ဒီတစ်ချက်ပြပေးမယ်ခဏလေးနော် TVOA အကောင့်နဲ့မနေ့ကတင်တာရှိတယ်โอเคဒီနေရာမှာဒီထဲမှာပဲခဏလေးနော်တင်ထားရတယ်လည်းများနေတယ်โอเคတိုင်းပဲသွားလိုက်ပါမယ်နော်နည်းနည်းများနေတယ်နော်နည်းများနေလို့โอเคဒီထဲမှာရှင်းမယ်အဲ့တော့Telegram လေးပို့ပြပါအောင်ပေါ့နော်အဲ့မှာလေဒီဒါလေး Telegram မှာ SITOA ဆက်ပို့လို့ရှာပြီးတော့ direct message ပို့လိုက်ရတယ်နော် direct message ပို့လိုက်နော်အဲ့လိုလေးပို့လို့ရတယ်နော်အဲ့တော့နောက်တစ်ချက်ကကျွန်တော်ဗာလေးပြောပြရှင်းတာရှိသေးလဲဆိုတော့အခုဒီ 3.3 မှာကကြောင်ညာကိစ္စနည်းနည်းလေးရှုပ်နေရတာရယ်ပြီးတော့မှဒီရှာဖွေတဲ့ဟာတွေဒီရှာတာကြားတာကတခြားမဟုတ်ဘူးဟိုအချက်လက်ကိုမဒေါင်းအသေးပဲတော့ရှာတဲ့အခါကျဖြစ်သွားတဲ့ပြဿနာပေါ့နော်ဒါလေးကိုကျွန်တော်ဖြေရှင်းခဲ့ပြီးအဲ့တော့ဟိုဒီမှာတချို့မိတ်ဆွေတွေကြုံနေရတယ်ဆိုရင်အချက်လက်ကိုအရင်ကြိုဒေါင်းပေးပါပြီးမှပဲရှာပေးပါပေါ့နော်ဒါတို့လည်းကျွန်တော်ဖြေရှင်းပေးမယ်ခုနကဟို pro plan ဖြစ်ရတာနဲ့ကြောင်ညာတက်တဲ့ကိစ္စကိုလည်းကျွန်တော်ရှင်းပြပြီးပါပြီဟိုကျွန်တော်ဒီ software မှာအဲ့ဒါလေးတစ်ချက်ရှိနေတာပေါ့နော်ဒီ 3.3 မှာဒါဆိုရင်အဲ့ဒီဖြစ်နေတဲ့ error တွေကိုကျွန်တော်ရှင်းပြီးတော့မှ 3.3.1 ကိုကျွန်တော် update လုပ်ပေးမယ်เนาะဒီ2ရက်3ရက်အတွင်းကိုเนาะအဲ့ဒါလက်ရှိဟိုကဲမြန်ကြိုတင်ဝယ်ရမိတ်ဆွေတွေအနေနဲ့လည်းဝယ်ယူလို့ရတယ်မော်ယူဝယ်ယူတီးဆိုရင်လည်းလက်ရှိဒီ plan ထဲမှာကိုဒီ Petra Pro Model ပေါ့နော်ဒီ Petra Pro Model ပေါ့နော်ဒီတလောက်တောင်ခွဲပြီးတော့မှသုံးရမယ့် model ကိုကျွန်တော်တို့ကဒီမှာပေါ့နော်ဒီ premium sorry ဒီ basic အနေနဲ့က15ရက်တောင်မှအချိန်ရှိတယ်ဆိုတော့ကဒီလာမဲ့ဒီအခုမနက်ဖြန်ဖွင့်မှာက14ချိန်ကွာ14ချိန်ပြီး15ချိန်အဲ့15ချိန်တစ်ချိန်စာလုံးကိုကျွန်တော်က free ကျန်နေသေးတယ်ပေါ့နော်အဲ့လိုမျိုးအဲ့တော့ကြိုတင်ဝယ်ထားတယ်ဆိုရင်တော့ကြောင်ညာ free တော့ရအောင်မယ်
AD လည်းမတက်သေးဘူး loss center 3.3 ရတော့တက်နေသေးတယ်ဒီ Argent ရဲ့တွင်းရပြီးတော့ကျတော့အမြန်ပြင်ပေးမယ်အဲ့တော့အချိန်မှာလောကကိုဟိုကြုံညာမပါတော့ဘောเนาะအဲ့လက်ရှိကြိုးရထားရင်လည်းပဲကျွန်တော်က16ချိန်ကနေပဲစပြီးကျွန်တော်တွက်ပေးမယ်ပေါ့เนาะကြိုးရထားလို့ရတယ်ကဲ thank you ပါအားလုံးကျေးဇူးတင်ပါတယ်မရှင်းနိုင်ရှင်းလည်းလက်ရှိဗီဒီယိုရဲ့အောက်မှာ comment မှတ်ပြီးတော့မေးလို့ရတယ် thank you ပါအားလုံးကောင်းကြပါစေအားလုံးအဆင်ပြေကြပါစေ